ညမောင်ရင်ပုတ်ပါတောင်ပေါ်မတက်နဲ့ဘာလို့လဲဆိုတာဒီဇလန်းကပြောပြမယ်ဇလန်းလေးမစခင်ကျွန်တော်တို့ channel ကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးမြန်မာနိုင်ငံအလဲပိုင်းမှာမိုးတိမ်တွေကြားထဲထိုးထွက်နေတဲ့တောင်မဲမဲကြီးတစ်တောင်ရှိတယ်လူတွေကအဲ့ဒီတောင်ကိုပုတ်ပါတောင်လို့ခေါ်ကြတယ်ဒါပေမဲ့ရှေးလူကြီးတွေကတော့အဲ့ဒီတောင်ဟာနတ်တွေနေတဲ့တောင်လို့တူတူပြောကြတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပုတ်ပါတောင်အနီးမှာကိုသိန်းဆိုတဲ့တစ်ခုတ်သမားတစ်ယောက်နေတယ်သူကဆင်းရဲပေမဲ့တတိရှိတယ်တနေ့မှာတော့သူ့အမေနာမကျန်းဖြစ်လာတယ်ဆရာဝန်ကရှားပါတဲ့ဆေးပင်တစ်မျိုးလိုတယ်အဲ့ဒါပုတ်ပါတောင်ထိပ်မှာပဲရှိတယ်လို့ပြောလိုက်တယ်ရွာသားတွေအားလုံးကြောက်သွားကြတယ်ညမိုးချုပ်ရင်ပုတ်ပါတောင်မှာနတ်တွေထွက်တယ်လူပြောက်တတ်တယ်အော်တန်တွေကြားရတတ်တယ်ဒါပေမဲ့ကိုသိန်းကအမေကိုကယ်ချင်တာကြောင့်တောင်ပေါ်တက်ဖို့ဆုံးဖြတ်လိုက်တယ်ညနေဆောင်တောင်တက်လန်းကတဖြည်းဖြည်းမှောင်လာတယ်လေတိုက်တန်ကြားထဲမှာလူတယောက်တိုးတိုးရဲ့တန်လိုကြားနေရတယ်ကိုသိန်းစိတ်မသက်မသာဖြစ်လာတယ်ရုတ်တရက်ရှေ့ကတစ်ပင်ကြီးအောက်မှာအဖြူဝတ်ထားတဲ့မိန်းမတစ်ယောက်ပေါ်လာတယ်ဘယ်သွားမလို့လဲသူမအတန်ကအေးဆက်နေတယ်ကျွန်တော်ဆေးပင်ရှာမလို့မိန်းမကဖြည်းဖြည်းပြုံးတယ်ဒီတောင်ကလူတွေအလွယ်တကူတက်လို့ရတဲ့တောင်မဟုတ်ဘူးအဲ့ဒီအချိန်လေပြင်းတစ်ချက်တိုက်လိုက်ပြီးသူမခန္ဓာကိုယ်ကတဖြည်းဖြည်းပျောက်သွားတယ်ကိုသိန်းကြောက်သွားပေမဲ့အမေကိုတတိယပြီးရှေ့ဆက်တက်သွားတယ်တောင်ထိပ်နားရောက်တဲ့အချိန်သူအံ့ဩသွားတယ်မီးအောင်ဖြော့ဖြော့တွေလေထဲမှာလွင့်နေတယ်လူမမြင်ရတဲ့အတန်တွေကတိုးတိုးပြောနေကြတယ်ပြီးတော့တောင်ထိပ်ကကြောက်ခုံပေါ်မှာလူကြီးတစ်ယောက်ထိုင်နေတယ်မျက်လုံးတွေကထူးဆန်းစွာတောက်ပနေတယ်မင်းပါလို့ခြင်းလဲအမေကိုကယ်ဖို့ဆေးပင်လိုချင်ပါတယ်လူကြီးကတိတ်ဆိတ်စွာကြည့်နေပြီးမိဘအတွက်အသက်ဆုံးရတဲ့သူကိုနတ်တွေတောင်ကူညီတတ်တယ်လို့ပြောတယ်ပြီးတော့ဆေးပင်တစ်ပင်ပေးလိုက်တယ်မနှက်ရောက်တော့ကိုသိန်းရွာပြန်ရောက်လာတယ်အမေကလည်းအံ့ဩဖွယ်ကောင်းလောက်အောင်နေကောင်းသွားတယ်ဒါပေမဲ့သူနောက်တစ်ခါပုတ်ပါတောင်ကိုပြန်တက်တဲ့အခါအဲ့ဒီလူကြီးကိုလည်းမတွေ့တော့ဘူးမီးအောင်တွေကိုလည်းမတွေ့တော့ဘူးရွာလူကြီးတွေကတော့တိုးတိုးလေးပြောကြတယ်မင်းတွေ့ခဲ့တာပုတ်ပါတောင်ရဲ့နတ်မင်းတွေဖြစ်နိုင်တယ်